ဒီနေ့ပါရှင်ဒီနေ့ကတော့စစ်သားနဲ့ဘူးတီးလေးပေါ့နော်ပုံမှန်ရုံးချက်ထားတာမဟုတ်ဘဲနဲ့ကျွန်မဒါထွင်ပြီးချက်ထားတာပေါ့နော်ဆိုတော့ချက်လေးကတော့ကျွန်မကတင်ထားပေးတယ်ပေါ့နော်ဒါကတော့နှစ်ချောက်ကြုံနေစားမှာဖြစ်ပါလေရှင်ရိုးရှင်တဲ့ဟင်းတစ်ခွက်ပါရှင်စားကြပါဦးရှင် Zeg het nou. Wat is het? Fish. Is het wel? Ja, is het spicy? Ja. Dat is wel goed. Salad. စားကြပါဦးရှင်ဘူးတီးရှိုးနေရတယ် The fish. It's a little spicy. So, Tiếng ngheပြောလေဒီမှာရဲ့ဒီငါးတေးလေးတွေလေဒီမှာနေဆိုလို့ရှိရင်ထမင်းကိုအဲ့ငါးလေးတွေအစိမ်းဖြူစားတာလို့ရှိတယ်အဲ့တော့ကျွန်မအဲ့လိုရှောက်ပါပြန်ကြော်ပြီးတော့အဲ့လိုပန်းဆောင်ကြော်လိုမျိုးညံ့ကြော်လိုမျိုးလောက်စားလိုက်တယ်အရင်စားမှာလေဟာဒီမင်းနေရောပဲ the fish goes really well with that. Yeah. What'd you do to the fish? I told you. Nga sa kang ulit. Ang sabi ko. Lusa lang ang niya. That's a little spicy. ဒီမှာငဲပေါ်နေထည့်နေတာပြီးတော့ငဲဒီဇိုင်းနဲ့ချက်လာဆိုတော့လေနည်းနည်းလေးပူပူဆက်ဆက်ကလေးပေါ့နော်ငါးလေးဆက်ဆိုတော့နည်းနည်းလေး spicy ဖြစ်သွားတယ်but အရင်စားကောင်းတယ်လောက်စားကြည့်ကြည့်ကွာအရင်စားကောင်းပါလေ Definitely. So what? Tomato. Tổ chẳng nói ngoài cho sao lại so see you tất cả Tata. This is somebody she there.